primary ကွာကျွန်တော်တို့အုံးက1000အုံးလောက်ရှိပြီဟုတ်နော်တိုင်းကြည့်လိုက်အောင်ဟုတ်ပြီနော်ဟုတ်ကဲ့နော် 1k ပဲထားပါတယ်ဟုတ်နော် 1k လုံးရှိတယ်ကဲ secondary ကွာကိုတိုင်းကြည့်အောင်ဒါ3စားဆိုတော့ဒါအလဲက0ဖြစ်ပြီးဒီဘက်ကတွဲဖို့ဒီဘက်ကတွဲဖို့ဟုတ်ပြီနော်ဒါဟုတ်ပြီဒါဆိုအလဲစားကနေတော့တစ်ဖက်တစ်ချက်ကိုကျွန်တော်တိုင်းကြည့်အောင်8.5 အုံးဟုတ်ပြီနော်ဒါဆိုဟိုဘက်ထိပ်ကိုတိုင်းကြည့်အောင်တကယ်တော့တကယ် transformer ဟိုဘက်တစ်ဘက်အုံးတူရမှာနော်ဒီကောင်ကတော့ဒါမတူအောင်လုပ်တာအုံးတူရမှာမှန်တော့ဒါ10အုံးဝန်းကျင်ရှိတယ်10အုံးလို့မှတ်ထားရင်ဟိုက primary က1 kg ဟုတ်ပြီနော်ဒီဘက်ကဒါ9အုံးဝန်းကျင်ပေါ့အဲ့တော့ဟိုဘက်ထိပ်ဒီဘက်ထိပ်အုံးတစ်ခုဆိုတော့ခုနကတော့တစ်ခုပေါင်းအုံးရောက်ပါ19အုံးလို့ရဒါ0စားဟုတ်တယ်နော်ဒါဟိုဘက်ထိပ်တွေလေးဟုတ်တယ်နော်19အုံးလို့ရဟုတ်ပြီနော်ကဲဒါဆိုကျွန်တော်ဒါအုံးတိုင်းကြည့်တာကဲအုံးတိုင်းကြည့်ပြီဆိုတော့ကျွန်တော်ဒါဒီ primary coil နဲ့ကို AC ထည့်ကြည့်အောင်နော်ကျွန်တော် AC ထည့်လိုက်အဲ့တော့ဒီကောင်ကိုဒီမှာဘိုးကိုရွှေ့လိုက်တော့ဘယ်ရောက်သွားလဲ DC ဘိုးမလားအဲ့တော့ဒီမှာဘိုးက AC ရော DC ရောနှစ်မျိုးလုံးပြတာအဲ့တော့ AC ပြောင်းရင်ဘာအောင်နှိမ့်အောင် select လုပ်ပြောင်းနှိမ့်လိုက်ပါပြောင်း AC ပြောင်းသွားဟုတ်တယ်နော်မကြီးဒီကိုရွှေ့လိုက်တော့ဒီမှာဘာနဲ့ပြတယ်အုံးမလားအဲ့ဒီမှာဒီခလုတ်ရဲ့အပြာရောင်ဒီစာတွေကပါရအောင်အပြာရောင်ဒါ select လုပ်ဒီခလုတ်အစိမ်းဆိုဒီစာအစိမ်းပြန်မယ်ဒါအဝါဆိုဒါအဝါပြန်မယ်ဟိုမှာကြည့်မယ်ဆိုဒါအခုဒါအုံးကိုရောက်သွားတယ်မလားဆိုစစ်စံအခုဒီဘာသာတို့ဒိုင်ယိုတို့ပြောင်းနေတာနဲ့ဟောဒိုင်ယိုပြောင်းမှတွေ့လားဒိုင်ယိုတန်လို့ရတယ်ကွန်တီနူတိုင်းနဲ့ဘာသာပြောင်းရင်ဒါကိုဆက်နေလိုက်ဟောတွေ့လားဘာသာဟုတ်ပြီနော်ဒီ ampere နေလည်းအဲ့တိုင်းပဲနော်ကြီးဒီမှာ ampere ကို DC ရော AC ရောပြထားတယ်အဲ့ကိုရွှေ့လိုက်အခုဒီမှာ DC ampere တွေ့လားတင်ကြတာအဲ့တော့ AC ပြောင်းရင်ဒီခလုတ်နဲ့ရတယ် AC ပြောင်းသွားတယ်နားလေနော်ဒီဥစ္စာကသူကပမာဏအနေနဲ့ကိုဆရာတို့ကျွန်တော်ချိန်နေတာမလို့ပဲနဲ့ဒီတိုင်းတိုင်းသွားတယ်မိတိုင်းပဲအဲ့ဒါကိုကျွန်တော် auto ringing meter လို့ခေါ်ဟုတ်ပြီနော်ဟိုပမာဏအနေနဲ့2ဘိုးတို့20ဘိုးတို့လိုက်ချင်းတော့ manual လို့ခေါ်တာပေါ့အခုတော့ပို့တိုင်းမယ်ဒီမှာကြည့်ပြန်ရွှေ့တော့ဘာဖြစ်သွားလဲ DC အဲ့တော့တရားနေနိုင်ပါပြောအောင် AC ဖြစ်သွားတယ်ခုတော့ flat ထိုးထားရောကဲဒါဆို AC ဘို့တိုင်းကြည့်အောင်ဒါ0ဘို့ဒီမှာအနေမှာဒါကိုချိန်မကြီးဒီဘက်ထိပ်ကိုတိုင်းကြည့်စနစ်တန်းမှာခုနေဟုတ်ပြီနော်ကဲဟိုဘက်ထိပ်ကိုတိုင်းကြည့်မယ်နော်အနေစား0စားတယ်ဟိုဘက်ထိပ်မှာတိုင်းကြည့်တယ်ဘယ်လောက်ရှိလဲစနစ်တန်းမှာကြီးဟုတ်ပြီနော်ကဲဒါဆိုထိပ်တစ်ဖက်ကိုတိုင်းလိုက်မယ်0စားကိုမတိုင်းတော့ဟုတ်ပြီနော်ဒါဆိုဒီကောင်12ဖို့ကြော်တယ်ဆိုတော့25ကြော်မှာပေါ့ဟုတ်တယ်နော်ခုနစနစ်နဲ့မှာ5ရှိတာဟုတ်တယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒါက AC ထွက်လာနော်ထွက်လာတော့ဒီမီလုံးလေးကြောင်းကြည့်အောင်ဒီမီလုံးကမီးစာမီလုံးလေးဆိုတာ DC ထည့်လိုက်ရင်ဆင်းမှာနော် AC ထည့်ရင်ဆင်းမှာသူကထဲမှာတောင်ကျွမ်းတယ်ဆိုရင်မီးလင်းမှာအဲ့တော့ကျွန်တော်တို့ဒါတွဲဖို့မီလုံးပြနော်ကားမှာသုံးတဲ့တွဲဖို့မီလုံးဆိုတော့ဒီကောင်လေးကိုဒီတွဲဖို့ပတ်လန်းလေးတွေမှာကျွန်တော်ဒီမီလုံးကိုတိုက်ကြည့်ပါဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဝင်ကနေဘယ်လောက်ဝင်လာလဲ220ကိုအဲ့ဒီကနေပဲ step down transformer နဲ့ပို့ချတယ်တော့ဘယ်လောက်ဖြစ်သွားလဲတွဲဖို့ဖြစ်သွားစနစ်သမန်ကအဲ့တော့ကျွန်တော်တို့မီလုံးလေးတက်လိုက်ဟုတ်ပြီနော်မီလုံးလေးတက်လိုက်ခါကျတော့ဒီမီလုံးလေးလင်းသွားတာပေါ့ဟုတ်တယ်နော်ဒါ transformer ရဲ့သဘောတရားခုနကတော့ဘို့တိုင်းတော့ကျွန်တော်အပေါင်းတို့ရွေးတာရှိလားမရှိဘူးနော်ဒီ AC အစ်စ်မှာအပေါင်းတို့ဘာမှခွဲမထားဘူးကြိုက်သလိုတိုင်းလို့ရတယ်သူပို့ပြဒါကိုကျွန်တော်တို့က DC ဖြစ်အောင်ပြောင်းပေးမှသာလေ rectifier ဖြစ်တော့ဟုတ်ပြီနော်ဒါဆိုဒါသဘောပေါက်တယ်နော်ပုံလေးကိုနားလေနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ transformer အကြောင်းလေးကိုကျွန်တော်ဆက်ကြည့်လိုက်အောင်နော်ရပြီနော်ဒါဒီပုံလေးရတာနော်ပြီးပြီနော်ဟိုကျွန်တော်ဖြုတ်လိုက်နော်ဟုတ်ပြီဖြုတ်လိုက်ကြဟုတ်ပြီဒါဆိုလို့ရှိရင်ねဒီမှာအဲ့ transformer ဒါသူကဒါကိုဒီဘောနဲ့အုပ်ထားတယ်ဟုတ်ပြီနော်ဒါကိုအုပ်ထားတယ်မကြီးဒီဘက်အချမ်းကဒါ220ဝင်လဲပေါ့အဲ့ကောင်ပါဆိုတော့ primaryဒီကောင် secondary ရတယ်ထွက်4စားရှိတယ်ကောင်တွေ့လားဒီကောင်ကဘယ်နှစား3စားเนาะဒီကောင်က3စားဆိုတော့အလယ်စားကိုအထဲမှာပါတော့ပေါင်းထားတယ်ဒီကောင်ကတော့ဒါမပေါင်းထားဘူးဟုတ်ပြီเนาะဒီကောင်1 kg ရှိပြီဒီကောင်ကမှခုနလိုပဲ9အုံးလို့ပါလို့ဖြစ်လေဒီတစ်ခုကသူ့ကြောင့်တီးတန့်ဒါတွဲဖို့လယ်နှစ်စားကိုကျွန်တော်ပေါင်းပေးလိုက်ရင်ဒီကောင်နဲ့တူပါ
တော့ပြီဒီထွန်သမားလေးကြောင်းကြည့်အောင်နော်မကြီးဒီကောင်က ego နဲ့ ego နဲ့နှစ်ခုရှောထားတာ ego ကိုထားမယ်သူ ego တွေဘဝတည်းမျိုးစင်းထည့်လိုက်မယ်ဂျားတော့တက်သွားတဲ့ space ကို i လေးထည့်လိုက်နော်ဒါ ion ကို silicon တန်ပြားချက်ဒီကောင်လေးကိုပြုတ်မယ်ဆိုရင်ဒီမှာသူတို့ဒါ ego တွေမှာတွေ့နေရတယ်အဲ ego အစားကိုကျွန်တော်တို့လွှာချုံနဲ့နော်ထွန်သမားကြည့်လွှာချုံနဲ့တေးပြီးတော့သူနဲ့ထုတော့ပါတယ်အဲ့ဒါဒီမှာသူကဘားနဲ့တွေတုတ်ထားလို့ရှိရင်အဲ့ဘားနဲ့ကိုကော်ဘတ်နဲ့စားပြရပြောင်းအောင်သူကဒါကိုပြီးရင်ဘားနဲ့ရည်နဲ့စိန်တာသူဘားနဲ့ရည်လောင်းထားတယ်အဲ့ဒါဒီမှာဘားနဲ့တွေကစလိုက်တွေကခဲလိုက်ချင်းအဲ့တော့ဒီတိုင်းထုတ်လို့မရဘူးထွက်တယ်အဲ့ဒီဟာကိုအရင်ဆုံးပါပြီးတော့ပြောင်းအောင်ကော်ဘတ်တွေပဲစားချပလိုက်စားချပလိုက်တော့တန်ကြီးပဲပေါ်လိုက်ချင်းညမှာလိုအပ်လို့ရှိရင်ဒီလိုဓာတ်တွေပါနဲ့တိုက်ပြီးတော့လိုက်တော့ပါတယ်မောင်းချတာနဲ့အဲ့ဒါပြီးတော့မှဒါကိုဖြုတ်ထုတ်ရတယ်ဒီကောင်တော့ဒါကျွန်တော်ခဏခဏဖြုတ်နေတဲ့တုံးမို့လို့ဒီတိုင်းရိုက်ဖြုတ်တာနဲ့ဟောပြုတ်မယ်ပေါ့နော်ဒါဆိုရင်ဒါဒီမှာအိုင်တွေ့လားထွက်လာနော်ဒါကိုလွှတ်အကျိုးပဲထားပါတော့နော်ဒီကောင်ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာဒီ ego ကြီးကိုကျွန်တော်တို့ကအရင်ဆုံးဘာလုပ်လဲဒါကိုဖြုတ်ထုတ်အဲ့ဒါမဖြုတ်ခင်မှာဒီ ego တန်ပြားချက်တွေအမြင့်အထူပေါ့ဒီနဲ့တိုင်းလို့ရတယ်အထူဒါထွန်တော်က high လို့ခေါ်တယ် do အဲ့ do ဟုတ်ပြီနော် do လို့ခေါ်တယ်အဲ့ဒီ do ကိုပတ်ထားဘာလို့ပတ်ရင်တွေ့တဲ့ခါမှာသိအောင်ဟို ego ကိုဒါကျွန်တော်တို့ကရိုက်ဖြုတ်ဒါego ထွက်လာဟုတ်တယ်နော်ဒါ i တွေကထွက်သွားတော့မှဒီမှာနော်ဒါခဏခဏထုတ်နေတော့အဲ့ဒါနောက်တစ်ချက်လောက်ကိုအဲ့လိုထိုက်ရိုက်ထုတ်လိုက်မယ်ဆိုပါစို့ထိုးလိုက်တာထွက်သွားပြီဟုတ်ပြီနော်အဲ့တော့ဒီကောင်ကကြီးနဲ့ i နဲ့မျိုးထပ်ထားတဲ့ကောင်အဲ့နော်သူကပထမတစ်ချက်ကတော့ထုတ်တဲ့နေရာမှာနည်းနည်းခက်ခဲမှုရှိတယ်တကယ်ထွက်မှာအကြီးကြီးတယ်ဒီတိုင်းပထမဆုံးနှစ်ချက်သုံးချက်ကိုကသေချာရအောင်ထုတ်လိုက်ကျန်တဲ့ချက်တွေလည်းလွယ်လွယ်လေးထွက်သွားနော်ကဲဒါဆိုလို့ရှိရင်လည်းဒီကွန်တစ်ခုကိုကြည့်အောင်ဒီကောင်က primary 120ကို2ထန်နေထည့်မှာပေါ့ဒီကောင်က secondary အဲ့တော့ဒီနှစ်ခုကထိတာဆိုမထိဘူးဒါပေမဲ့သူ့ရဲ့ AC လက်စစ်ရဲ့ inductance လို့ခေါ်တယ်လက်ညှိုးတက်တိကြောင်းဒီတဲကို2ထန်နေဖို့ထည့်လိုက်လို့ရှိရင်ဒီဘက်ကိုအဲ့မတင်ခြင်းနဲ့တန်တဲ့ secondary ပါဖြစ်ကူးပါတယ်ဟုတ်နော်ကူဝါပြီးတော့ဒီဘက်မှာဒါပါဖြစ်လာတယ် AC တွဲဖို့ထွက်လာတယ်နော်ခုနကထွက်သွားတဲ့သဘောတရားအဲ့တော့ဒီကထွက်လာတဲ့ဟိုက step down ချလိုက်တော့တွဲဖို့ဖြစ်သွားတယ်နော်ဒီမှာ220ပေါ့နော်အဲ့ဒါကိုကျွန်တော်မီးလုံးထွန်းကြည့်တယ်နော်ဒီမှာအပေါင်းလို့သတ်မှတ်ချက်ကြည့်တာမရှိသေးဘူး AC ဟုတ်ပြီအဲ့ဒီခုနကတော့ကျွန်တော်တိုင်းလိုက်တဲ့ဒီတန်ပြားချက်တွေရဲ့အထူဒုလို့ခေါ်တာဒီကောင်လေးကပြက်ဆိုဒါလေးကိုပြောတယ်ဒီ ion ego လေးဟိုထိတ်သွားတယ်အဲ့ဒါလေးပြက်ကလေးအဲ့ပြက်နဲ့ဒုနဲ့ပြောင်းလိုက်ထိတ်သွား area ရအဲ့ဒါဆိုအပတ်ရတွက်လို့ရဒီထဲမှာဘယ်နှပတ်ထည့်ရအောင်နော်ဟိုဒါလေးပြန်ထည့်တာလေးကြည့်အောင်ကျွန်တော်နော်ပြန်ထည့်တဲ့ပုံစံကြည့်အောင်ဒီမှာ ego တစ်ခုကိုကျွန်တော်ဒီလိုထည့်လိုက်နော်နောက်ထပ် ego တစ်ခုကိုဒီလိုထည့်လိုက်ထည့်လို့ရဒီကြားထဲမှာလွတ်သွားတယ် switch လေးပေါ်လာတယ်အဲ့ switch လေးမှာသူကဘာနဲ့ပိတ်တာဆို i နဲ့ပိတ်တယ်ဟုတ်ပြီနော်အဲ့တိုင်းကိုသူကအကုန်လုံးကိုထည့်အောင်အဲ့တော့ကျွန်တော်တို့ကဒီ ego တွေကိုပြန်လိုက်ပြီးထည့်လိုက်ဟုတ်ပါနော်ဟိုတန်းတော့ဘယ်လောက်ကြီးသူကသဘောတရားတာပဲနော်ဒါမှမဟုတ်ကျွန်တော်သေးလေးနေမယ်ကြားတယ်အဲ့ ego တွေအလုံးထည့်ပြီးတော့ပြန်ဂျားထဲမှာ space ကိုပေါ်လာဒီလိုကိုမျိုးပြောင်းခွင်းနေတဲ့ကိုတွေရှိတယ်။ဒါအဲ့ကျရင်သူ့ကလည်းနည်းနည်းတမျိုးပြောင်းသွား။မျိုးပြောင်းနေတဲ့ဘာမှမဟုတ်ဘယ်နဲ့နဲ့ရှော့တယ်။သူပို့ပြီးတော့တန်များပို့ကောင်းလို့ရှိရင်ထွက်သွားဆွမ်းရည်ပို့ပြီးတက်လာတယ်နော်။ကွန်ပတ်ရုံနည်းနည်းပဲထည့်ရတော့ကိုကောင်းလာလို့ရှိရင်သူကနောက်ဆုံးတစ်ချက်ကြာမှ
ကဲထွန်တော်မှာဒီမှာဆိုရင်ဒါနောက်ဆုံးတစ်ချက်ကထည့်ရခဲ့တဲ့နေအောင်နော်အဲ့ကြတော့ဒီကကြီးရည်ကိုကိုက်နေမယ်နဲ့ညှပ်ပြီးဆွဲပြီးထည့်ပေးရတယ်ဒါတော့ဒီနေ့တော့ဆွေးတွေလွတ်သွားတော့ဟုတ်တယ်နော်အဲ့ဆွေးတွေကိုကျွန်တော်ကအိုင်ထင်အိုင်လေးတွေထည့်လိုက်နော်အိုင်လေးထည့်လိုက်ဆလင်မတင်ရပါတယ်နော်ပိုင်ရှင်တွေး ကျွန်တော်လိုက်ပြီးတော့ဟုတ်ကဲ့ ဆရာတို့တတိတော်ထားတော့ဆရာမေ့သွားတယ်ဆွဲဖြုတ်ပြုတ်သွားတယ်ဆရာအဲ့တော့ကွန်နဲ့ပဲကတ်လိုက်တော့လေရတယ်တိတ်နဲ့ပတ်လိုက်ဓာတ်လိုက်တယ်လို့ကြာအဲ့ဒါဒီကောင်မပြုတ်ပဲလေတယောက်ကတော့ထိလိုက်ဆရာဓာတ်လိုက်ပါဟိုတွေ့တော့ကျွန်တော်ကြီးဟိုဟာလောလုံးလေးလာတောင်းဒါလေးနဲ့ဆွဲဖြုတ်လိုက်တိတ်လေးနဲ့ပတ်လိုက်ကြရကွန်လေးနဲ့ကတ်လိုက်တာကောင်းပါနော်တိတ်နဲ့ပတ်လိုက်ဆရာဆွဲဖြုတ်နေဓာတ်လိုက်တယ်ဘယ်လိုကြာဒီထန်မာမှာဒါကျွန်တော်တို့သိစေချင်တာက primer ရဲ့ secondary ကပြီးကြတယ်ဟုတ်ပြီနော်ဘာမှပတ်သက်မရှိဘူးပြီးရင်ဒါအခုဒီဟာလေးကိုကျွန်တော်ကအမြင့်လို့ဒုလို့ခုနကတော့ eco လေးထိန်လို့ပြက်လို့ဟုတ်နော်ကဲကြပါ